Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးသွားမှာကတော့ ChatGPT ကိုပို့ပြီးတော့ advanced စသုံးနိုင်မှုအတွက် prompt ထဲမှာထည့်ပြီးတော့ရိုက်လို့ရတဲ့ secret code လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံးဒီနေ့ပြပြပေးသွားမယ့် secret code လေးကတော့ temperature 0 to 1 ChatGPT secret code ဖြစ်ပါတယ် temperature 0 to 1ကဘာကိုပြောရလဲဆိုတော့ ChatGPT ရဲ့ဒီ random ကြထုတ်ပေးနိုင်မှုနဲ့ creative ပို့ပြီးတော့ဖြစ်နိုင်ဖို့အတွက်ဒီscale လေးတွေတတ်မှတ်ပြီးရဲ့ code လေးပဲဖြစ်ပါတယ်အရင်ဆုံး temperature control code ကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့အရင်ဆုံး low temperature ဆိုလို့ရှိရင်သူ့ရဲ့ code တွေက 0.1 to 0.3 ရှိပါတယ်အဲ့ဒီဟာတွေကိုတော့ဘယ်လိုမျိုး test တွေမှာသုံးလဲဆိုတော့ဒီ factual ကြပေါ့နော် data report တွေရေးရဲ့အခါမျိုးမှာဒါမှမဟုတ် generating code တွေ data analysis တွေသုံးတဲ့အခါမျိုးမှာ summary တွေရေးတဲ့အခါမျိုးမှာသုံးပါတယ်နောက်တစ်ခုကကျတော့ medium temperature အနေနဲ့ပြောမယ်ပေါ့နော် medium temperature အနေနဲ့ဆိုလို့ရှိရင်တော့ 0.5 ကိုသုံးပါတယ်ဒါကကျတော့ဒီ creative အရင်ဖြစ်ပြီးတော့လူငယ်အရင်စံနာမျိုးလည်းမဟုတ်ပဲねဒီလုံးဝ factual ကြ format ကြသုံးတာလည်းမဟုတ်ပဲね medium မှာရှိရဲ့ prompt မျိုးကိုပြောချင်တဲ့အခါမျိုးမှာသုံးပြီးတော့ဒီ high temperature ဆိုလို့ရှိရင်တော့ 0.7 to 1ကကြတော့လုံးဝဒီ gen z ဆန်တွေးချင်တာမျိုးလုံးဝ creative အဖြစ်ဆုံးပေါ့နော် content တွေကိုလိုချင်တဲ့အခါမျိုးမှာသုံးပါတယ်ဆိုတော့ဒီနေ့ဒီ prompt လေးတွေရိုက်ထည့်ပြီးတော့မှာကဒီ prompt တစ်ခုတည်းကိုပဲဒီမတူညီရဲ့ temperature range 3ခုနဲ့ရိုက်ပြပြီးသွားတဲ့အခါမှာ ChatGPT ကဘယ်လိုမျိုးမတူတဲ့ prompt တွေကိုထုတ်ပေးမလဲဆိုတဲ့ဥစ္စာလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ ChatGPT ကိုဝင်လိုက်ပြီးသွားလို့ရှိရင်အရင်ဆုံးသူ့ကိုရိုက်ထည့်ပေးရမယ်ပုံစံလေးကတော့ TEMP TEMP 0.1 ကိုအရင်ဆုံးဦးစားပေးမယ်ပေါ့နော်ပြီးသွားရင်ဘာအကြောင်းရေးခိုင်းမှာလဲဆိုတော့ write me a content about let's say global warming ဆိုတော့ global warming နဲ့ပတ်သက်ပြီးတော့ content တစ်ခုရေးပေးပါဆိုပြီးတော့ prompt လေးရိုက်ထည့်ပေးထားတယ်ဒါပေမဲ့လိုချင်တဲ့ prompt ဒီ format ကြပဲလိုချင်တယ် factual ကြပဲလိုချင်တဲ့ဖြစ်တာမလို့ 0.1 ဆိုတဲ့ဥစ္စာလေးကိုပဲရေးပေးထားတယ်ပေါ့နော်ပြီးရင်ဒီဟာလေးကို enter နေလိုက်မယ်ပြီးသွားရင်တော့သူ prompt လေးစဉ်းစားတဲ့အချိန်လေးကိုခဏလေးစောင့်ပေးပါမိတော့လို့ရှိရင်တော့ထွက်လာတဲ့ prompt လေးတွေကိုဒီမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော် emoji ရမပါအောင်ဘာမှမပါအောင်လုံးဝ plain အတိုင်းကိုမှformat ကြပုံစံမျိုးလေးထွက်လာရဲပေါ့နော်ဆိုတော့ခုနတုန်းကဒီ prompt ကိုပဲ copy ကူးပြီးတော့နောက်ထပ်တစ်ခုထပ်ပြီးတော့ရိုက်ကြည့်မယ်ဆိုတော့ဒီတစ်ခေါက်မှာ 0.5 လောက်ကိုရိုက်ကြည့်ရအောင် temperature 0.5 နဲ့ထုတ်ကြည့်မယ်ပေါ့နော်အဆိုရင်ခဏလေးစောင့်ပေးပါပြီးသွားလို့ရှိရင်ဒီထွက်လာတဲ့ဟာလေးကိုရှင်းကြည့်မယ်ဒီ temperature 0.5 နဲ့သုံးလိုက်တဲ့အခါမှာထွက်လာတဲ့ prompt တွေကကြတော့ဒီမှာ emoji လေးနည်းနည်းလေးပါတာကိုတွေ့ရတယ်ပြီးတော့စာရေးသားတွေကိုကြည့်မယ်ဆိုလို့ရှိရင်နည်းနည်းလေး flexible ဖြစ်လေးစကားပြောတဲ့ပုံစံမျိုးလေးပို့ပြီးတော့ရေးထားတာကိုတွေ့ရတယ်ပေါ့နော် okay အဆိုရင်ဒီတစ်ခေါက် temperature 0.8 လောက်အထိစမ်းကြည့်ရအောင်Okay 0.8 ဖြစ်တဲ့အခါမှာတော့သူကဒီသုံးတဲ့အခါမှာ emoji ရေပို့ပြီးတော့များလာတယ် emoji များလာပြီးတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဒီ word တွေကပေါ့နော်လူငယ်ဆန်တဲ့ word တွေကိုသုံးတာမျိုးပို့ပြီးတော့များလာတယ်ဒီမှာဆိုရင် buzzword တို့ပြီးတော့ရေးရဲ့ပုံစံကလည်းပေါ့နော်စကားလုံးဝပြောနေသူလိုမျိုးပဲ okay let's get real စသဖြင့်ပေါ့နော် conversational တွေကိုပို့ပြီးတော့ထည့်ပြအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုလောက်ထပ်ပြီးတော့စမ်းကြည့်မယ်temperature 1.0 နဲ့စမ်းကြည့်မယ်ပေါ့နော် Okay 1.0 နဲ့စမ်းကြည့်ရဲ့အခါမှာတော့လုံးဝဒီ video script လိုမျိုးပုံစံမျိုးတောင်ထုတ်ပေးအောင်တွေ့ရတယ်ပေါ့နော် emoji လည်းပြတ်သိပ်လာမယ်ပြီးသွားလို့ရှိရင်ဒီမှာလုံးဝဘန်းစကားဖြစ်တဲ့ရုပ်အဲ့လိုမျိုးစသဖြင့်ပေါ့နော်အဲ့ဟာကြီးကိုထည့်ပြီးတော့သုံးတာမျိုးတွေ့ရတယ် hashtag တွေမှာဆိုလို့ရှိရင်လည်းလုံးဝချင်းစီဆက်ဆန် hashtag တွေကိုထည့်ပြီးတော့သုံးတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီ code လေးတွေကကိုလိုချင်တဲ့ prompt လေးတွေကိုရိုက်ထည့်နိုင်ဖို့အတွက်အများကြီးထပ်ကူပြုလိမ့်မယ်လို့ထင်ပါတယ်TechMart မှာ ChatGPT, CapCut, Gemini, Canva, Zoom ပဲ digital product ကိုပဲဝယ် TMS ဆွဲ code လေးကိုသုံးပြီးတော့5 to 10% အထိ discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပေးဖို့မမေ့နဲ့နော်